အားလုံးပဲမင်္ဂလာပါ Press Start to Play Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့ကျွန်တော်ရှေ့မှာဗီဒီယိုတင်ပြထားတဲ့ PC SH2 က mobile ကို controller အနေနဲ့ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ဟာရဲ့ part 2ပဲဖြစ်ပါတယ်ဗျကဲအားလုံးပဲအချိန်လေးမဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်အောင် Sit back relax and watch ကဲအဲ့ဆိုလို့ရှိရင်တော့အရင်ဆုံး browser တို့ရှိမှရှိရဲ့ browser တို့သုံးနေကြ browser တစ်ခုကနေပြီးတော့ PC remote ဆိုတဲ့ application တွေကိုအရင်ဆုံး download ဆက်ပြရမှာဖြစ်ပါတယ် browser တို့ဒီကိုရောက်ပြီဆိုရင်အောက်ကို search ချပြီးတော့ဒီမှာ download link 1နဲ့ link 2ရှိပါတယ် browser တို့ဖယ်ရတဲ့ download ကြိုက်တာနဲ့ download ရပါတယ်ဗျအဲ့လိုပဲ browser တို့ရဲ့ mobile phone မှာလည်း App Store ဒါမှမဟုတ် Play Store ကနေပြီးတော့ဒီ PC remote ဆိုတဲ့ application ကို download ဆက်ပြရမှာဖြစ်ပါတယ်ဗျ browser တွေ PC remote ကို download ပြီးသွားပြီဆိုရင် browser တို့PC remote browser တွေ laptop တွေမှာအရင်ဆုံးဖွင့်လိုက်ပါပြီးသွားရင် small box လုပ်ပြီးတော့ browser တို့ PC remote ဆိုတဲ့ application က background မှာ run နေပါလိမ့်မယ်အဲ့ခါကျရင် browser တို့ကျွန်တော်ရဲ့ Telegram channel တွေကနေပြီးတော့ဒီ PlayStation V1 ဆိုတဲ့ file လေးကို browser တို့ရဲ့ mobile phone မှာ download ရမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ browser တို့ရဲ့ mobile နဲ့မှာ PC remote ဆိုတဲ့ app တွေဝင်လိုက်ပါပြီးရင် browser တို့ရဲ့ layout ထဲမှာ PS2 controller မင်းတော့မရှိသေးပါဘူးအဲ့တော့ကျွန်တော်ခုနကပြောလို့ပဲကျွန်တော် Telegram channel ထဲဝင်လိုက်ပါဝင်ပြီးသွားရင်ဒီ PlayStation V1 ဆိုတဲ့ဟာလေးကို download ထားတဲ့နှိပ်ပြီးဒီမှာ PC remote control နဲ့ install layout ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့ဒါ browser တို့ဖုန်းထဲမှာ PS2 controller ရပါပါလိမ့်မယ်browser တို့တခုတည်တာမှာ browser တို့ဒီ PC remote ကိုတောင်းမှဆိုရင် browser ရဲ့ laptop နဲ့ mobile က wifi တခုထဲမှာချိန်ထားမှာဖြစ်ပါတယ်အဲ့ခါကျရင် browser ရဲ့ mobile မှာ connect ဆိုတဲ့ဟာလေးရှိပါလိမ့်မယ် connect ကိုနှိပ်ပြီးသွားရင်ဒါ browser တို့ရဲ့ laptop မျိုးစားကိုရွှေ့လိုက်ပါဒါဆိုကျွန်တော်ဟာဆို tel ဆိုတော့ tel ကိုရွှေ့လိုက်တယ်ဒါ connect auto connect ဖြစ်သွားပါလိမ့်မယ်အဲ့ခါကျရင် browser တို့ဘယ်လိုစမ်းရမလဲဆိုတော့ browser ဒီ touchpad ဆိုတဲ့ဟာကိုသွားလိုက်ပါ browser တို့ရဲ့ mobile phone မှာဒီ touchpad ကိုထိရတယ် laptop ရဲ့ mouse cursor ရွှေ့ပါလိမ့်မယ်တွေ့လိုက်ရအဲ့လိုမျိုးဆိုရင်ဒါ laptop နဲ့ mobile phone နဲ့ connect ဖြစ်နေပါတယ်အခါကျရင် browser တို့လောက်ရမယ်ဟာ layout ထဲကိုသွားမယ်ပြီးသွားရင် view controller ကိုဖွင့်လာလိုက်ပါဒါဒီမှာ connect ဖြစ်နေပါလိမ့်မယ်ဟာ PC SH2 duty setting ကိုနှိပ်ပါပြီး controller ထဲကိုသွားပါဒါဒီလိုလေးပေါ်လာပြီဆိုရင် browser တို့ရှိမှာဆက်စချင်းမှာဒီ Variable Console Port 1 Port 2အဲ့လိုဘာညာပေါ်နေပါလိမ့်မယ်ဒီအရာတကယ်တော့မလိုပါဘူးဒါ multiplayer အောင်တော့ browser တကယ်ချင်းနဲ့ချိတ်ဆော့ခြင်းနဲ့အဲ့လို controller နှစ်ခုသုံးခြင်းနဲ့ဆိုတော့မှဒီအရာဖွင့်ရမှာပါအဲ့ဆိုရင် browser ဒီမှာ controller Port 1ဟိုနှိပ်လိုက်ပါဒီ1ဒါ laptop control ဖြစ်နေပါလိမ့်မယ်ဒီမှာဆိုရင် keyboard W80 အခါကျရင် auto mapping ဆိုတဲ့ဟာလေးပါ browser ခုနကဒီ mobile နဲ့ချိန်ထားတဲ့အတွက် auto mapping မှာ SDL 0ဆိုပြီးပေါ်နေပါလိမ့်မယ်အဲ့ဒီဟာကို auto mapping နှိပ်လိုက်ပါဒါ SDL 0ဆိုပြီးဖြစ်သွားပါလိမ့်မယ် okay အဲ့လိုဖြစ်ပြီဆိုရင်တော့ close လိုက်လို့ရပါပြီပြီးရင် browser တို့ဆော့ကျင်တဲ့ game နဲ့ဝင်လိုက်ပါ browser တို့ full screen လုပ်ချင်တယ်ဆိုရင်တော့ mouse ကို double click လိုက်ပါပြီးတော့ browser တွေဒီလိုမျိုး screen ပါเนาะဒီလို screen ကလိုဘေးနားမှာ bloodတွေပေါ်နေတယ်အဲ့လိုမျိုးဒီ browser တွေဒီလိုမျိုးလုံးဝ window မှာ full screen နဲ့ဆော့ကျင်နေဆိုရင် setting နဲ့ဝင်လိုက်ပါပြီးရင် graphic ထဲဝင်လိုက်ပါပြီးရင်ဒီမှာ display မှာဒီ ratio ဆိုတာရှိပါတယ် auto standard ကနေပြီး fit to window full screen ကိုပြောင်းလိုက်ပါအဲဆိုရင် browser ကို full screen ဖြစ်သွားပါလိမ့်မယ်အဲဒါကြောင့် browser ကို easy ဆော့လို့ရပါတယ်ပြီးတော့ PS2 game တွေအကုန်လုံးအလွယ် download ရအောင်ကျွန်တော်ရဲ့ Telegram channel ထဲမှာ PS2 game file တွေအကုန်လုံးတင်ပေးထားမှာဖြစ်ပါတယ်ဗျ browser တို့တွေအဲ့တော့ game တောင်းမယ်ဆိုရင်အရင်ဆုံးကျွန်တော်ရဲ့ Telegram channel ကိုတက်သွားပါပြီးသွားလို့ရှိရင် browser တို့ဆော့ကျင်တဲ့ game
ဖြစ်ဖြစ် GTSA Resident Evil Spider-Man Lego Batman Lego Star Wars ပြီးတော့ brother တို့တွေဆော့ချင်တဲ့ game ကိုကျွန်တော်ရဲ့ DM မှာလာရောက်ပြီးတော့တောင်းဆိုလို့လည်းရပါတယ်ဗျကျွန်တော် channel မှာပုံမှန် update လုပ်ပြီးတော့တင်ပေးပါမယ်ဗျကဲအဲ့ဆိုရင်ဘယ်လိုတောင်းရမလဲဆိုတော့ကျွန်တော်ဒီမှာအဆင့်တောင်းပြအောင်မယ်ကျွန်တော်အရင်ဆုံးဒီ Lego Batman ဆိုတဲ့ file ကို download လိုက်ပါတယ်ဗျတောင်းပြီးသွားရင် brother တို့ရဲ့ laptop file manager တွေကိုသွားပါ brother တို့ download ရမှာဒီ Lego Batman the video game ဆိုဒီလိုလေးပေါ်နေပါလိမ့်မယ်ဗျအဲ့ခါကျရင် break လေးထောက်ပါပြီးရင် extract all နှိပ်လိုက်ပါပြီးရင် extract လုပ်လိုက်ပါဗျ brother တို့ဒီလို file လေးရလာပြီဆိုရင်တော့ brother တို့ဒီ file လေးကို break လေးထောက်ပြီးတော့ copy လိုက်ပါဗျကတ်လိုက်လေရပါတယ်ဗျပြီးတော့ရင် brother တို့ကျွန်တော်အရှိမပြခဲ့တဲ့အတိုင်းပဲဒီ PC SH2 duty ရှိတဲ့နေရာကိုသွားပြီးတော့ brother တို့ create ထားတဲ့ဒီ game ဆိုတဲ့ file လေးထဲမှာ brother တို့ခုနကတော့ copy ယူလာတဲ့ Lego Batman file ကို paste လုပ်လိုက်ပါဗျအခါကျရင် Lego Batman file အဒီထဲကိုရောက်ပါလေဗျအခါကျရင် brother တို့ဒီ PCSH2 duty ရဲ့ဝင်ပြီးတော့ဒီမှာဒီ Lego Batman file လေးရှိနေပါလိမ့်မယ်ဗျကျွန်တော်အဆန်းဆောက်ပြပြပါမယ်ဒီမှာဆိုရင် brother တို့ရဲ့ CPU နဲ့ဆောက်လို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော် hand camera နဲ့ပါပြပြပါမယ်ဗျကဲဗီဒီယိုလေးဟုတ်လောက်ပါပဲ brother တို့အားလုံးစင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျနောက်ဆိုရင်လည်း King Corner နဲ့ပတ်သက်တဲ့ဗီဒီယိုအများကြီးတစ်လုံးမှမလို့ like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ကဲအားလုံးပဲ bye bye 人はなぜ夜更かしをすると思う？